အောက်ပြေလင်္ကာရဲ့ဖုံမင်းနေလာတောက်ပါတဲ့ရွှေနန်းတော်ကြီးဟာကောင်းကင်ရင်အထိထိုးထွယ်နေတယ်ဘလူးပြင် Ravana ရာဇာပလင်ပေါ်မှာထိုင်နေတယ်သူမှာအရာရာပြည့်စုံတယ်အာနာဖြစ်ရှိဥစ္စာနဲ့အင်အားအကြီးဆုံးစစ်တပ်လည်းရှိတယ်ဒါပေမဲ့ Ravana ရဲ့ရင်ထဲမှာအမြဲတောင့်တနေတဲ့အရာတစ်ခုတော့ရှိနေတော့မယ်အဲ့ဒါကတော့ထာဝရရှင်တန်ခြင်းနဲ့ပြည့်စုံတဲ့အာနာပဲဒီကဘာမှာဘသူမှသူ့ကိုမစိန်ခေါ်ရဲအောင်ပေါ့အဲ့ဒီပန်းတိုင်အတွက် Ravana ဟာအရာရာကိုစွန့်လွတ်ပြီးကင်လက်တောင်ဒိတ်ပေါ်ကိုခရီးနှင်ခဲ့တယ်အဲ့ဒီတောင်ဒိတ်ကအရန်အေးပြီးသူ့ရဲ့ခရီးစဉ်ဟာသမိုင်းမှာအကျဉ်းတန်းဆုံးနဲ့အရှိအကျဆုံးတရားကျင့်ကြံမှုဖက်ခဲ့တယ် Ravana ဟာနှင်းမုန်တိုင်းကြားထဲမှာရာပေါင်းများစွာထောင်ပေါင်းများစွာသောနှစ်တွေကြာအောင်ငြိမ်သက်စွာထိုင်နေခဲ့တယ်အမြင့်ဆုံးသစ္စာစောင့်သိမှုကိုပြသဖို့အတွက် Ravana ဟာသူ့ဦးခေါင်းတွေကိုတစ်ခုပြီးတစ်ခုဖြတ်ပြီးမိပူဇော်ခဲ့တယ်မဟာဒေဝရှိဝကိုရည်စူးပြီးဦးခေါင်းကိုပူဇော်ခဲ့တယ်နောက်ဆုံးဦးခေါင်းတစ်ခုပဲကျန်တော့တယ်အဲ့ဒီဦးခေါင်းနဲ့ပဲသူဟာတီကြီးတဲ့ဆူတောင်းတွေကိုဆက်တောင်းခဲ့တယ်ဒီကြောက်မထွယ်ကောင်းတဲ့ဇွဲကမဟာဒေဝရှိဝကိုတုန်လှုပ်စေခဲ့တယ်နောက်ဆုံးတော့ရှိဝါဟာ Ravana ညရှိမှပေါ်လာခဲ့တယ်ဖခင်ရဲ့မျက်နှာတော်ဟာကျဉ်နှံ့မှုအပြည့်နဲ့ပြည့်နှံ့နေခဲ့တယ်ငါရဲ့တရားအားထုတ်မှုနဲ့မင်းရဲ့သစ္စာစောင့်တည်မှုကိုငါကျဉ်နှံ့တယ်။အိုးဘလူးပင်မင်းတောင်းတတဲ့ဆုကိုတောင်းပါလို့ဖခင်ရဲ့အတန်တော်ကကျဲလောင်စွာထွက်ပေါ်လာခဲ့တယ်။ Ravana ကအောင်းနိုင်သူအပြုံးနဲ့ပြုံးလိုက်တယ်။ Ravana တောင်းတဲ့ဆုကြောင့်ကောင်းကင်ဘုံကနတ်ဖျားတွေတောင်နှလုံးခုန်ရပ်သွားကြတယ်။အိုးမဟာဒေဝအခြားဆုကိုမတောင်းပါဘူး။ဖခင်ရဲ့မြင့်မြတ်တဲ့အာသမလင်္ကန်ကိုပဲတောင်းပါတယ်လို့ Ravana ကဆိုတယ်။အာသမလင်္ကန်ဆိုတာတာမန်ရှိဝလင်္ကန်မဟုတ်ဘူး။အဲ့ဒါကဖခင်ရှိဝရဲ့စွန့်အင်းနဲ့ဝိညာဉ်အားလုံးရဲ့အနှစ်သာရဖြစ်တယ်။ယူရှင်နဲ့အနက်ရောင်ကြောက်တုံးတစ်ခုအဖြစ်ပေါ်လာပေမဲ့အထဲမှာတော့စัจ java လူတစ်ခုလုံးကိုဖန်တီးနိုင်ဖြစ်စည်းနိုင်တဲ့စွမ်းအားတွေပြည့်နှံ့နေတာ။ Ravana ဒီအရာကိုလင်္ကာကိုအောင်မြင်စွာယူဆောင်သွားနိုင်ခဲ့ရင်သူဟာထာဝရရှင်သက်နိုင်မှာဖြစ်ပြီးဘလူးလီရဲ့အာနာဟာနတ်ဖျားတွေထက်အမြဲတမ်းပိုကြီးမြတ်နေမှာထက်တယ်။ကဘာတစ်ခုလုံးဟာကပ်ဘဲရဲ့အရက်တွေဖုံးလွှမ်းသွားခဲ့တယ်။ရှိဘာဟာသူ့စကားကိုမပြန်လည်နိုင်တော့ဘူး။အေးဆက်တဲ့စွမ်းရည်တွေထုတ်လွှတ်နေတဲ့အနက်ရောင်ကြောက်တုံးကို Ravana ကိုပေးလိုက်တယ်။ဒါပေမဲ့အရေးကြီးဆုံးစီကန်းချက်တစ်ခုတော့ချမှတ်ထားတယ်။ဒီအရာကိုလင်္ကာကိုယူသွားမှာ။ဒါပေမဲ့မြေကြီးပေါ်ကိုလုံးဝမချနဲ့။အတ္တမလင်္ကာဟာမြေကြီးနဲ့ထိလိုက်တာနဲ့အဲ့ဒီနေရာမှာအမြတ်တွေသွားမှာခက်ပြီးမင်းကိုယ်တိုင်တောင်ပြန်ရွှေ့လို့မရတော့ဘူးလို့မိန့်ကြားခဲ့တယ်။ Ravana ကပျော်ရွှင်စွာနဲ့လက်ခံလိုက်တယ်။သူ့ရဲ့ခုနာကိုသူကောင်းကောင်းသိတယ်။ကြောက်တုံးတုံးကိုကိုင်ပြီးလင်္ကာကိုပြန်သွားရတာဘာမှမခက်ဘူးလို့သူထင်ခဲ့တယ်။ဒါနဲ့သူဟာအတ္တမလင်္ကန်ကိုလက်နှစ်ဖက်နဲ့ကိုင်ပြီးကိုင်လက်တောင်ကနေတောင်ဘက်ကိုလင်းမြန်စွာပြန်တန်းသွားခဲ့တယ်။ကောင်းကင်ဘုံကနတ်ဖျားတွေဟာမီးလောင်နေတယ်လို့ပူပန်နေတယ်။ Ravana နဲ့သူတို့အင်အားသုံးပြီးမတိုက်နိုင်ဘူးဆိုတာသူတို့ကောင်းကောင်းသိတယ်။စัจ java လူရဲ့မော်လင်းချအားလုံးဟာမဖြစ်နိုင်တာတွေကိုအမြဲဖြည့်ရှင်းပေးနိုင်တဲ့မဟာဒေဝရဲ့ကျင်းဝတ်နေရာတနေရာတည်းစီကိုရောက်သွားကြတယ်။အဲ့ဒီသူကတော့ကနေရှာပဲ။အဖြစ်ပြအားလုံးကိုကြားသိတဲ့အခါကနေရှာရဲ့ညံပြေးွားတဲ့မျက်လုံးတွေကဘာမှထိုင်လန့်တဲ့လက္ခဏာမပြဘူး။ကနေရှာကလက်နဲ့လေးပြုံးလိုက်တယ်။လိမ္မာပါတဲ့အစီအစဉ်တစ်ခုသူ့စိတ်ထဲမှာပုံပေါ်လာတယ်။ကနေရှာကချစ်စရာကောင်းတဲ့ပုံနာလေးတယောက်ဖြစ်ရိုးရှိတဲ့အဝတ်စားတွေဝတ်ပြီး Ravana ကိုဂိုကနမော်ရဲ့လှပတဲ့ကမ်းပြေမှာနေဝင်ခါနီးမှာကြိုတင်စောင့်နေခဲ့တယ်။ Ravana ဟာမနာနဲ့ခရီးနှင်လာပြီးကမ်းပြေကိုရောက်လာတယ်။နေဝင်စိမ်မှာနေကိုပူဇော်တဲ့စန်တီယာဗန္ဒနာခေါ်တဲ့ဆူတောင်းတဲ့အခမ်းအနားကိုလွတ်ဖို့လိုအပ်နေပြီဆိုတာသူသဘောပေါက်တယ်။သူလို့တင်းကျပ်တဲ့ပုံနာတရားအတွက်ဒါကမဖြစ်မနေလုပ်ရမှာ။ဒါပေမဲ့လက်နှစ်ဖက်လုံးမအားတော့ဘလို့လုပ်ရမလဲ။မြင့်မြတ်တဲ့အာထမလင်္ကန်ကိုလည်းမြေကြီးပေါ်မှာမချနိုင်ဘူး။ပူပန်နေတဲ့အချိန်မှာပဲသူ့မျက်လုံးတွေကတဲကစားနေတဲ့ပုံနာတရားကိုမြင်လိုက်တယ်။အဖြေရှင်းတစ်ခုပေါ်လာပြီလို့သူထင်ခဲ့တယ်။ဟေးကောင်လေးငါ့ကိုခဏလေးဒီအရေးကြီးတဲ့အရာကိုကင်ပေးအောင်ငါပင်လယ်ဆက်မှာအယုတ်ဘွယ်တစ်ခုလှုပ်ပြီးသွားတာနဲ့ပြန်လာခဲ့မယ်။ကလေးလေးဖြစ်ဖန်တီးထားတဲ့ကနေရှာကမောက်ကြည့်ပြီးမလွတ်ဘူးဒါကလေးလုံးနဲ့ထင်တယ်ကျွန်တော်ကကလေးလေးပါဘလို့ကင်နိုင်မလဲလို့ဟန်ဆောင်ပြီးညင်းလိုက်တယ် Ravana ကစိတ်တိုးသွားတယ်အချိန်ကုန်တော့မှဆိုတော့ခဏလေးကြိုက်ထားပါငါကောင်းကောင်းစုကြမယ်လို့ပြောလိုက်တယ်ခဏလေးညင်းခွန်မှုနဲ့ကလေးလေးကမကျေနပ်တဲ့သဘောတူလိုက်တယ်ကောင်းပြီဒါပေမဲ့ကျွန်တော်မှစီကန်းချက်တစ်ခုရှိတယ်ကျွန်တော်ကလေးလာတွေကိုကြာမကင်နိုင်ဘူး
ခမည်းနာမည်ကို3ချိန်ခေါ်မယ်3ချိန်ပြည့်လို့ခမည်းမလိုက်ကျွန်တော်ဒီနေရာမှာမြေကြီးပေါ်ချလိုက်မယ်နော်လို့ပြောလိုက်တယ်Ravana ကစိတ်မရှိစီဖြစ်ပြီးမြန်လွတ်နိုင်တယ်လို့ယုံကြည်တာကြောင့်ချစ်ချင်းသဘောတူလိုက်တယ်သူဟာအနစ်ရောင်ကြောက်တုံးကိုခလီးလေးရဲ့လက်ပေါ်ကိုဂယုစိုက်ပြီးတင်ပေးပြီးအခမ်းအနားစတင်ဖို့ပင်လယ်ဆက်ကိုရန်သွားတယ် Ravana ကြောခင်သွားတိုင်းနဲ့နောက်ဆုံးအစီအစဉ်စတင်ပါတော့တယ်ဂနေရှာကခက်မဲပြုံးလိုက်ပြီးကမ်းပြေတလာလုံးကျေလောင်ဆိုတာအော်ပြောလိုက်တယ်အိုး Ravana ပထမတစ်ချိန် Ravana ကစတင်ဆူတောင်းနေဆုံးဒေါသတဲ့ရတ္တန်တန်တယ်ဒါပေမဲ့သူဆက်လုပ်တယ်မကြခင်မှာပဲအိုး Ravana ဒုတိယတစ်ချိန်လို့အထန်ထွက်လာတယ်Ravana စိတ်ပူလာပြီးစူးရင်တကြီးစူတောင်းတန်မြန်လာခဲ့တယ်။သူအစင်သက်မဖြစ်ခင်မှာပဲ။အိုး Ravana တတိယတစ်ချိန်ကျွန်တော်မဆောင်တော့ဘူးလို့အတန်ထွက်လာတယ်။အဲ့ဒီအတန်ဆုံးနဲ့ဂနေရှာဟာအနက်ရောင်အသမလင်ကန်ကိုသဲမြေပေါ်ကိုညင်ညမ်းစွာချလိုက်တယ်။အသမလင်ကန်ဟာမြေကြီးနဲ့ထိလိုက်တာနဲ့စက်ကြဝဠုရဲ့ဥရိုင်းတစ်ခုလိုမြေကြီးထဲမှာအမြင့်တွယ်သွားခဲ့တယ်။ကဘာကြီးတုန်ခမ်းသွားတယ်။ Ravana ကအလွန်တအောင်ဒေါသတကြီးပြေးပြန်လာတယ်။အိုးအသိပဲမရှိတဲ့ကောင်းလေမင်းဘာလုပ်လိုက်တာလဲလို့သူဟာသူ့ရဲ့ခွန်အားအလုံးကိုအသွင်ပြုပြီးအသမလင်ကန်ကိုဆွဲထုတ်ဖို့ကြိုးစားခဲ့တယ်။ဒါပေမဲ့အကြီးကြီးပဲအနှင်းငယ်မှမလွတ်ရှားဘူး။သူအင်ဟာကုံဆွဲခဲ့တယ်။အသမလင်ကန်အထိတ်တောင်ပုံပြတ်သွားခဲ့တယ်။ဒါပေမဲ့သူဆွဲထုတ်ဖို့မရတော့ဘူး။သူ့ရဲ့ထာဝရရှင်သန်လီကဘာကိုအုပ်ချုပ်မဲ့အစီအစဉ်ဟာခလစ်တယောက်ရဲ့ဉာဏ်ပညာကြောင့်ပျက်စီးသွားခဲ့တယ်။အဲ့ဒီအခိုက်နဲ့ပဲပွန်နာလီရဲ့ခန္ဓာကိုယ်ကတောက်ပလာပြီးမြင့်မြတ်တဲ့ဂနေရှာရဲ့စစ်မှန်ပုံစံကိုပြန်ရောက်တယ်။သူဟာအခုအာကွန်ရှာနေတဲ့ဘလူးပြင်းကိုအောင်နိုင်လူရဲ့မျက်လုံးလေးနဲ့ကြည့်လိုက်တယ်။စစ်ကြဝဠုဟာကက်ဘဲကလွတ်မြောက်သွားပြီးကောင်းကင်ဘုံကနတ်ဖျားတဲ့အားလုံးကဉာဏ်ပညာရဲ့အောင်ပွဲကိုချီးမြှင့်ဂဟုပြုကြတယ်။အာသမလင်ကန်ဟာဂိုကန်နတ်မှုမှာတည်ရှိနေပြီးအကြီးဆုံးဘလူးပြင်းရဲ့စွမ်းအားတောင်အတားဆီးတွေကိုဖယ်ရှားပေးသွားမဟာဒေဝဂနေရှာရဲ့ထက်မြက်တဲ့ဉာဏ်ပညာကိုရှုံးနှင်ခဲ့ရသွားတယ်ဆိုတာကိုအမြဲတမ်းသတိပေးနေမဲ့မြင့်မြတ်တဲ့နေရာတစ်ခုဖြစ်လာတယ်